Hello ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာအမတ်တယောက်တော့ထိုင်စကားပေါ့နော်ကျွန်တော်တို့တော့သိပြီးတန်ဖိုးရှိတယ်လို့ယူဆပါတယ်ဒါတွေကတလွဲစပင်ကောင်းနေဖြစ်နေတဲ့ခင်မာဒီမှာပြောရတဲ့စကားလေးတွေအကျုံးဝင်တယ်နောက်ပြီးတော့လူတွေက Facebook တို့ YouTube တို့ TikTok တို့မှာ share ကြတယ်။ဘာလို့ share ကြလဲစာသားလေးတွေရေးထားတယ်ကိုနဲ့တိုက်ဆိုင်တဲ့စာသားလေးတွေဆိုရင်ကိုအစားသူကပြောပေးတယ်ရှင်းဖွင့်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကိုခံစားချက်နဲ့တိုက်ဆိုင် share ကြတာပေါ့နော်။ကျွန်တော်လည်းအခုဒီလိုပါပဲဒီမရဲ့ပြောကြားသွားတဲ့စကား90%လောက်ကကျွန်တော်ပြောချင်တဲ့စကားလေးတွေပါတဲ့အတွက်ကိုကျွန်တော် reaction လုပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ထည့်ပြီးသုံးသပ်ပြောဆိုသွားမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်လည်းဒီမှဘယ်လိုတွေပြောထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်အောင်ဗျာ။မြန်မာပြည်မှာလေအောင်မြင်ခြင်းမထော်မနှမ်းနေလို့လား။အထူးသဖြင့် TikTok မှာပို့ပြီးသိတာနော်။မထော်မနှမ်းနေလုံးလိုက်ကျမတို့လိုပညာပေးစကားတွေပြောနေဆိုတဲ့သူတွေရတဲ့ reaction ထက် react ထက်ပေါက်ပန်း40မထော်မနှမ်းနိုးသီးတွေခါပြမယ်မထော်မနှမ်းအမူအရာတွေလုပ်မယ်မဟုတ်တရုပ်တွေကိုလုပ်မယ်အဲ့လိုစီမှာရတဲ့ reaction တွေက react တွေကပိုများတယ်သိလားဆိုတော့လူတွေကကောင်းတာထက်မကောင်းတာမှာပို့ပြီးတော့မှမွေ့လျော်တဲ့သဘောရှိတယ်အဲ့တော့အောင်မြင်ခြင်းနဲ့ဆိုရင်စောက်ဘောစောက်လောတွေသာလှုပ်လိုက်အဲ့လိုပဲပြောတော့စောက်ဘောစောက်လောလှုပ်လို့ရှိရင်အဲ့ဒါအောင်မြင်ပြီအောင်မြင်ပြီရိုးရိုးတမရိုးကြလူလိုသူလိုကောင်းကောင်းမွန်မွန်နဲ့ဆိုရင်လူမသိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့လူငယ်တွေကအလွယ်လိုက်လာတာလေနော်မထော်တရော်တွေပြောရောမထော်တရော်တွေလှုပ်ရောအမလီငပိဆိုင်ရင်မူးလို့အန်လို့ဆိုတာတွေအဲ့လိုမျိုးတွေနော်ဟိုတနေ့ကပါလဲကြည့်လိုက်ရပါတယ်အင်တာဗျူးလေးတစ်ခုပူလို့ရှိရင်အဲအကူမရလို့ရှိလို့ရှိရင်ဘာဖြစ်တယ်ဆိုလားရားတယ်ဆိုလားရန်တယ်ဆိုလားဘလို့ဖြစ်တယ်ဆိုအဲ့လိုတွေပေါ့ဘလို့ attention any attention အဲ့လို attention မှာကောင်းတဲ့ attention နဲ့မဟုတ်ဘူးနော်သိလားဘလို့နီးနဲ့ပဲဖြစ်ဖြစ်လူသိရင်ပြီးသွားနံပါတ်1လူသိဖို့ဆိုပြီးတော့မှလေအဲ့လိုမျိုးတွေလောက်ကြပြုတ်မှုကြတာပေါ့အဲ့တော့လူငယ်တွေကဘာဖြစ်လဲဆိုတော့ရေလိုက်လွဲသွားကြပြီကိုယ့်ရဲ့ ability နဲ့ကိုယ့်ရဲ့ talent နဲ့ကိုယ့်ဂုဏ်သိက္ခာနဲ့တိဆောက်တဲ့ဘဝအထက်လူဘယ်လိုသိမလဲလူသိရင်ပြီးရောဘယ်လိုမျိုးဆိုရင်ဖြစ်မလဲလူသိဖို့လူအဲ့ဒီ reaction တွေရဖို့ react တွေရဖို့လူတွေသိဖို့ like တွေများများရဖို့အဲ့ဒါကိုပဲဥတီရှေးရှုပြီးတော့မှအဲ့လိုပဲလုပ်တာနော်အဲ့တော့အောင်မြင်ခြင်းလားမြန်မာပြည်မှာစောက်ဘောစောက်လောတာလုပ်လိုက်အောင်မြင်ခြင်းစောက်ဘောစောက်လောလုပ်လိုက်အဲ့ဒါမြန်မာပြည်မှာအောင်မြင်တယ်အဲ့တော့စောက်ဘောစောက်လောလုပ်လို့အောင်မြင်တယ်ဆိုရင်စောက်ဘောစောက်လောကိုအားပေးနေတဲ့ဟာတွေကစောက်ဘောစောက်လောထက်အောက်ကျတဲ့ဟာတွေအရင်ကိုမှန်တယ်ပေါ့နော်ကျွန်တော်ယူဆတစ်ခုပြပြောရမှာလူတွေကမှန်တဲ့စကားပြောတယ်မကြိုက်ဘူးညောက်တာကြိုက်တယ်ချော့တာကြိုက်တယ်ချစ်တာကြိုက်တယ်ဘောအဲ့လိုပေါ့နော်မှန်တဲ့စကားတွေပြောလိုက်မကြိုက်ဘူးချို့ကကိုယ်တိုင်ထိသွားတဲ့အတွက်ပို့ပြီးတော့မကြိုက်ကြအမှန်ပြောရင်လူနဲ့မတည့်ဘူးဆိုတာမဟုတ်ဘူးဗျအမှန်ပြောရင်လူနဲ့တည့်လူမဟုတ်တဲ့သူတွေနဲ့မှမတည့်တာဒီမှာပြောရစကားရရှင်းမှန်တယ်ကြိုက်တယ်တော်ဆောကြတယ်တော်ထဲမှာဒီလောက်ကောင်းလို့လို့လို့ရွေနဲ့မလိုက်အောင်မတော်မနှမ်းစကားတွေပြောရှိုင်းတဲ့စကားတွေပြောရှိုင်းလေတစ်ခုခုကြောင့်များပေါက်သွားပြီဆိုရင်သူတို့ပတ်စံဝင်လာမယ်ကြော်ညာတွေရိုက်ရမယ်ဆိုတော့အတိအမထင်မဲ့ပဲဝင်နေတယ်တချို့ကပြောဆော့တယ်လို့ပြောတာမဟုတ်ဘူးသူရဲ့ရွေချက်တိုက်ခဲ့တာအဲ့ခါကျတော့ရိုင်းလာကြရိုင်းတဲ့စကားတွေပြောတယ်မတော်မနှမ်းတွေကိုမိသားစုအချင်းချင်းညီကိုမောင်နှမအချင်းချင်းကြည့်လို့မသိတော်တဲ့အထီကိုလောက်လာကြလောကဘာသာတရားအရှက်အကြောင်းမရှိတော့အဲ့ခါကျတော့ကြည့်တဲ့သူတွေရတယ်ကြည့်လို့တော့အဆင်ပြေတယ်ကြည့်လို့တော့အဆင်ပြေတယ်ဂျိုင်းတာတည်တယ်ဒါပေမဲ့ခဏတာစိတ်ပန်းပြေဖို့ဆိုပြီးဝင်ကြည့်ကြတယ်ကြိုက်တဲ့သိရရဆို share လိုက်ကြအဲ့ဒါနဲ့အဲ့လိုနဲ့ဒီငါပေါ်ရရဲ့ပြိတ္တဖြစ်သွား
နောက်တစ်ချက်ရှိတယ်မှာပေါ်ရတဲ့ဥစ္စာတွေကတော်လေးကိုကျွန်တော်တို့လူပညာလုပ်ငန်းလုပ်ရတဲ့သူတွေတက်ဆိုအရင်မှန်တဲ့စကားလေးပေါ့နော်ချက်ကြည့်ရအောင်ဗျာအဲ့တော့ကျမတို့အဆင့်တန်းကြီးတွေကဘလို့ကြီးဖြစ်သွားပြီလဲဟုတ်လားအခုကြည့်လိုက်ဘာရင်မဟုတ်ဘူးနော်ပရာဟိတလုပ်တယ်ရေခဲချောင်းတယ်သူကသူရေခဲချောင်းရောင်းနေတယ်စိန်ဆိုင်ကခေါ်ပြီးစိန်ဆိုင်မှာ TikTok ကခိုင်းတယ်သူ့ကိုကြိုးအတွက် attention ယူတာ attention ယူလိုက်တာဟောကိုရုပ်ရှင်ရိုက်အောင်မယ်လေ तू ကအမှုပညာဝမ်းစာဘယ်လောက်ပြည့်လို့တော့ရုပ်ရှင်ရိုက်ရကျမဟိုအမကြီးအမဲလိုက်အကအမကြီးတော့လေကျမပြောတော့ကျမဝိုင်းဆဲကြတယ်ဝိုင်းတော့ဆဲ professional career ဆိုတာရှိသေးတယ်ဝမ်းစာဆိုတာရှိသေးတယ်အခုရုပ်ရှင်ရိုက်အောင်မယ်တဲ့အမှုပညာဝမ်းစာဘယ်လောက်ရှိလို့တော့အမှုပညာဝမ်းစာပြည့်တဲ့အမှုပညာရှင်တွေတောင်မှဘင်းဒီအမှုပညာလောကထဲမှာမကွယ်ပြောက်သွားအောင်စူးစမ်းရုန်းကန်နေကြရတာအဲ့လိုမျိုးအလွယ်လန်းကနေလာပြီးတော့မှတခါနဲ့ attention ယူပြီးတော့မှပြည်သူတွေရဲ့စိတ်ဝင်စားမှုကိုယူပြီးတော့မှရုပ်ရှင်ရိုက်မယ်တဲ့ရုပ်ရှင်မင်းသားတင်ရိုက်မယ်တဲ့အဲ့လိုလူမျိုးကိုကျမတို့ကအားပေးရအောင်ပါလားပညာရှင်ကိုပဲလိုချင်တယ်လေပညာရှင်ကိုပဲကြည့်ချင်တယ်လေရဲကောင်းတယ်ရဲကိုတန်ဖိုးရှိတဲ့စကားကိုပြောပါတာပါလေးစားပါတယ်ဒီမှာနော်ပြောရတဲ့စကားတွေမှာဝမ်းစာတဲ့ပညာတစ်ခုကဝမ်းစာဖြစ်ရတယ်တချင်းဆိုတချင်းမှာသူရဲ့ဒီကိုယ်တွေအများကြီးရှိတယ်အဲဒီဝမ်းစာဖြစ်ရတယ်ပြည့်စိတ်တယ်ပေါ့နော်အခုတော့မစားသေးဘူးနောက်စားတဲ့အချိန်စားမယ့်အချိန်မှာစားလို့ရအောင်ပြည့်စိတ်တွေကသူရဲ့ဝမ်းစာကိုစုထားတယ်ဝမ်းစာစုရတယ်ကျောင်းဆရာတို့ဆိုရင်ကျွန်တော် director ကြီးတွေနောက်ကနေအိတ်ဆွဲပြီးလိုက်တယ်နေ့တည်းလဲကြားနေထိုင်ကြည့်မယ်တော့ထိုင်ကြည့်တယ်မင်းသားကြီးတွေလူရိုက်တဲ့မင်းသားတွေရုပ်ဆောင်ကြတယ်ထိုင်ကြည့်တယ်အရန်လှုပ်ချင်တယ်အရန်ယူရိုက်ချင်တယ်ဒါပေမဲ့မရိုက်ကြသေးဘူးထိုင်ပဲကြည့်နေနောက်ဆုံးပါအင်တာနက်ကလေးနောက်ကထမ်းပြီးတော့ပါတယ်အဲ့လိုနော်နောက်တော့ဘာပြောလဲဆိုတော့နေအောင်ကြည့်တယ်နေအောင်ကြည့်ဆိုတော့အဲ့တော့ချီတာပေါ့ဗျာနော်ကြည့်ရမြင်တာပဲနေအောင်ကြည့်ဆိုတော့ချီတာပေါ့ဘာလဲပြောလည်းမသိဘူးမဟုတ်ဘူးဗျကျွန်တော်ပြောတာဝမ်းစာကျွန်တော်ဆရာက character ဘာစနာအောင်ပြောတယ်မြင်အောင်ကြည့်ဆိုတဲ့စကားတကယ်သိလာတဲ့အခါမှာအရန်လေးနဲ့မင်းသားတယောက်တယောက်ဆောင်တယ်ဖေးတရားလို့ပဲစကားမှာဘလူမျက်လုံးလေးကိုကစားလိုက်ကင်မရာဘေးတောင်းမှာရှိတဲ့အတွက်ကိုသူဘလူလေးလှည့်ပြီးတော့ကင်မရာမှာလေးပေါ်အောင်တစ်ဖက်ကလည်းမပိုက်အောင်တစ်ဖက်ကနောက်ကထက်တာကိုလည်းမပိုက်အောင်ဘလူလေးတယောက်ဆောင်လာတယ်စကားလေးကိုဒရိုက်တာချထားတဲ့ dialogue လေးကိုစကားလေးကိုဘလူလေးပြောလို့ကောင်းဖြည့်သွားတယ်စံညွှန်းလေးမှာကျင့်ညက်ထားတဲ့အဲ့ဒီစံညွှန်းကိုဘယ်အခန်းမှာနည်းနည်းလေးပဲတန်ဖို့ချထားပြီးဘယ်အခန်းမှာပေါက်ပွဲပဲအကုန်လုံးကလည်းဝမ်းစာအဲ့ဒါလိုအထက်အခါနေရောညာရောနေလာနဲ့ချီနှစ်နဲ့ချီကြည့်ထားနောက်ဆုံးဘာတွေကိုကြည့်ထားကြလဲဆိုတာသိလာဒီအောင်မြင်တဲ့နုပညာရှင်တယောက်ကသူလူမှုဆက်ဆံရေးစာဝတ်နေထိုင်တဲ့ပုံစံအခု producer နဲ့ process နဲ့ shooting မှာဘယ်လိုနေရအောင်အဲ့ဒါတွေကိုကြည့်ခိုင်းတာအဲ့ဒါမြင်အောင်ကြည့်ဆိုတာအဲ့ဒါဒီမှာပြောတဲ့ဝမ်းစာဆိုတာအဲ့ဒါဒီတဲ့နုပညာသမားအချင်းချင်းတွေ့ရင်လည်းဝမ်းစာရှိတဲ့သူနဲ့ဝမ်းစာမရှိတဲ့သူကတော်တော်ကြီးကိုသိတာပါတယ်အခုကျွန်တော်ဒီအကြောင်းပြောရဲဆိုတာရှေ့ကကျွန်တော်ပြောခဲ့တဲ့ပုံစံမျိုးတော့ညာနော်ကိုပြောချင်တဲ့စကားကိုတယောက်ကပြောထားတဲ့အတွက်ကိုအဲ့ဒီပုံမှာလိုက်ပြီးတော့ကိုပြန်ရိုးရောင်ပြီးတော့ထည့်တာနော်အဲ့ဒီပုံပါအဲ့တော့ဝမ်းစာဆိုတာတည့်ပြရတာနောက်တစ်ခုကျွန်တော်ပြောချင်တာကအနုပညာလမ်းကြောင်းထဲမှာဟိုကလာဒီကလာဟိုကဘာလို့တော့အောင်မြင်လူတိများလာရဲ့ဆွဲပြီးတော့ခြိုက်လိုက်တယ်ဟိုကတယောက်ကဘလို့လို့အောင်မြင်လာတယ်
ပေါက်140ဟုတ်အောင်လာလဲဆွဲစားလိုက်တယ်ဘာလို့ဆိုဒီအချိန်မှာသူ့ကိုလူတိနေပဲဟော့နေတယ်ပေါ့လေဟော့နေတဲ့အချိန်မှာဆွဲကောက်စားလိုက်ဆိုတော့ဒီလူတွေကလူမြောင်ဝမ်းစာလည်းမရှိပဲနဲ့ဝင်တိုးတာပင်လေကိုလက်ပစ်ကူလို့ဖြစ်တယ်ဒါကမှရေမကူတဲ့ပဲပင်လေကိုလက်ပစ်ကူလို့ဖြစ်တယ်ဒီနေ့သူကနစ်သွားမှာပဲပေးကြတယ်အချင်းချင်းသူနစ်သွားရင်ဒီလိုလေးအခုရလိုက်တဲ့ပတ်စံလေးတွေဟုတ်တယ်ဒီပတ်စံလေးလုံလောက်လည်းမရဘူးငွေကြေးလေးလုံလောက်လည်းမဝင်ခဲ့ဘူးဆိုရင်လူသိပြီးတော့တောင်းစားဖြစ်တာတော့ဆိုးတယ်အဲ့တော့ဘုရားဟောခဲ့တဲ့တရားတော်တွေတခုနာကြားဘူးလေအဲ့ဒါဘာလဲဆိုတော့သာသနာကိုတဲ့ဘလို့ပုံကိုမျိုးဘလောက်ထိလို့တကူကြည့်တဲ့ပညာရှင်ဘလို့ဖြစ်သာသနာကိုဖြတ်လို့မရဘူးလေသာသနာကိုဖြတ်လို့ရတာဉာဏ်တန်ပါလို့ပဲတဲ့ဒီစကားကလူညာသမားနဲ့တိုက်ဆိုင်ပါတယ်ကြည့်ရပါလိမ့်ဆက်တော့တာလေအဲ့လို attention နဲ့အဲ့လိုမျိုးဆိုရင်ပေါ်လောလောတွေမဖြစ်သွားဘူးလားအဲ့တော့အခုကအဲ့လိုမျိုးဘသူနည်းနည်းလေးတန့်ကနေဖြစ်တယ်လေစီးပွားရေးသမားကလည်းခေါ်ပြီးပလေးလိုက်တာအဲ့တော့ဟုတ်တယ်အဲ့လိုပလေးခတ်တော့ဘာဖြစ်လဲဆိုပတ်စံရတယ်အဲ့တော့သူ့ဘဝအတွက်တော့အကြောင်းတစ်ခုအတွက်တော့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့အဲ့လိုအဆင်ပြေခြင်းနဲ့အဲ့လိုမျိုးထင်ပေါ်ခြင်းနဲ့အဲ့လိုမျိုးခဏလေးပဲဖြစ်နော်ကိုယ့်ရဲ့ talent ကိုယ့်ရဲ့ ability တွေမဟုတ်ဘဲနဲ့ခုနလိုပေါ့ခဏလေးပဲဖြစ်ကောက်ရုံးမီလိုမျိုးဖြစ်သွားခြင်းနဲ့ဆိုရင်ကျမနီးပေးလိုက်မယ်ခုနငွေပွားနီးပေးပါဒီတင်းလို့ပြောလို့မလို့နီးပေးလိုက်မယ်ပေါ်နိုင်သမျှပေါ်စောက်လောတွေဒါလုပ်ပြလိုက်နော်ပေါ်နိုင်သမျှပေါ်ပြီးစောက်လောတွေလှုပ်လိုက်လို့ရှိရင်လူတွေရဲ့စိတ်ဝင်စားမှုရလိမ့်မယ်ခဏကောက်ရုံးမီဖြစ်လိမ့်မယ်စီးပွားရေးသမားတွေကလာပြီးတော့မှသူတို့ရဲ့ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိုက်မယ်ရေတုံမှာတော့ပတ်စံရသွားလိမ့်မယ် talent တွေ ability တွေမပိုင်ရေရှိမခံဘူးကျွန်တော်တို့ဒီလောကမှာရက်တည်နေတာကျွန်တော်တို့လည်းကျွန်တော်တို့ဝမ်းစာနဲ့ကျွန်တော်တို့ talent နဲ့ကျွန်တော်တို့ ability နဲ့ကျွန်တော်တို့ရက်တည်နေတာဘယ်သူဖြတ်မပြတ်ဘူးဘယ်သူလာတိုးချမတွန်းကြမကြသွားဘူးကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာဝမ်းစာနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခိုင်တယ် foundation ခိုင်တယ်ဖြစ်ရတာအဲ့တော့ငွေပွားနည်းဆိုလို့နော်ပေးပါဆိုလို့ပေးလိုက်ပြီမြန်မာပြည်မှာအရန်အောင်မြင်ဖို့လွယ်တယ်မြန်မာပြည်မှာအောင်မြင်ခြင်း TikTok မှာစောက်လောတွေသာလုပ်လိုက်အဲ့ဒါဆိုအောင်မြင်ပြီနော်အဲ့ကြရင်အမှစိန်ဆိုင်တွေကလိုက်လာလိမ့်မယ်သူတို့ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိုက်မယ်နော်အဲ့ကြရင်အမှုပညာရှင်ဖြစ်သွားပြီနော်အဲ့ကြရင်ပတ်စံရလိမ့်မယ်ဟုတ်ပြီလားနော်ပညာရှင်ဖြစ်သွားပြီနော်အဲ့တော့ဒီမှာပြောတဲ့စကားတွေကတကယ်ထိရောက်လို့လည်းကြိုက်တာမဆိုင်နေနောက်လို့စိန်ဆိုင်ရွှေဆိုင်ဘာညာဘောများဆိုင်နေသူတို့ဆွဲခေါ်ပြီးကောက်စားလိုက်တာလောလောဆယ်ဖြူဝါများဝိုင်းသူဆိုင်ဟာသူတိသွားမယ်ပေါ့နော်အများတော့ကောက်စားတယ်ဆိုတာအဲ့ဒါကိုပြောတာလေအဲ့ဒါကိုဒီဘက်ကဒီလောကပါဠိတွေကနားမလည်တဲ့ဟာတွေကကောက်စားတယ်ဆိုတာမသိဘေးပေါ်ဒီချိုင်လို့ပေါ့ရုံးမှလို့ရုံညံ့လို့ပဲပေါက်ဆဲလို့ပဲဆဲခံရလို့ပဲပေါက်အရှက်မရှိလို့ပဲပေါက်လောကပါဠိတွေကဘာမှမသိဘူးပေါက်140ကျွန်းလို့ပဲပေါက်အဲပေါက်တဲ့လူတွေအဲစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီနုပညာဆိုပြီးတော့အမိခံပြီးလှုပ်ရှားနေတယ်အခုပြောနုပညာသမားတွေကောက်စားလိုက်လူပေါက်နေတယ်အဲ့လူပေါက်နေတဲ့အဲ့လူရဲ့ဂျူဝါလေးကိုယူလိုက်ပြီးတော့ဆိုင်လေးတီးသွားတယ်ပုံပတ်စံလေးရသွားတယ်ပြီးရင်တော့ဆို5လ6လတစ်နေ့ပေါ့ဗျာပြီးသွားပြီသူမှခုနကတော့လူညာဝင်းလာမရှိတဲ့အတွက်ဒီပေါက်နေတာပဲရှိတယ်အဲ့ဒါကိုထိန်းထားဖို့သူမှဝင်းလာမရှိထက်စားဖို့မရှိဘူးဝင်းလာအဲ့တော့ပြန်ပြချလိုက်ပြောက်သွားကောက်စားခံရတယ်အဲ့ဒါပြောတာအဲကျွန်တော်စကားများသွားရင်ပဲခွင့်လွှတ်ကြပါခါတလေမှာ
ကိုပြောချင်တဲ့စကားတွေကိုတယောက်ကအစားပြောပြလိုက်ကိုအမုန်းမခံရပဲနဲ့ရရကပြောပြီးတဲ့ကျေးဇူးတင်တယ်ပေါ့နော်အဲ့ဒါကြောင့် Facebook မှာလည်း share ကြပါညာကိုခံစားချက်ကိုတရားကပြောလိုက် share ကြတယ်ဟောပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းတွေကျွန်တော်ကိုသိကြတဲ့ပရိသတ်တွေကိုစိတ်နဲ့ချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်